တချီလိတ်မှာအသားတစ်မျိုးအရန်ဟင်းသုံးမျိုးငါပြရေးကျော်တိုးစရာအဆုံးပါတဲ့မန်လေးစတိုင်ထမင်းကျော်တစ်ပွဲကိုမှ35ဘက်ပဲပေးရရဆိုတာသိထားပြီလားမန်လေးထမင်းကျော်နဲ့ဟင်းအမဲမျိုးစုံရတယ်ကံကောင်းမမ်းမြေထမင်းကျော်ဆိုင်လေးစီကိုဟင်းမျိုးခေါ်ဝါပေးပါမယ်ခင်ဗျာဆိုင်တီနေရာလေးကတော့ရှမ်းရုံးမှာခွင်တက်တဲ့ရွှေတကုံဘုရားလမ်းဆောင်မှာရှိပါတယ်ရွေးချယ်စရာဟင်းမန်ညူလဲတော်တော်များပြီးမနက်ပိုင်း9နာရီလောက်ဆိုစုံရနေပါပြီခင်ဗျာထမင်းကျော်လေးကစံသားကော့ကော့လေးနဲ့ထောပတ်နဲ့တင်းတင်းလေးနဲ့ဆိုတော့မန်လေးကျက်လေထမင်းကျော်ဆိုင်တွေမှာစားနေရတယ်လို့မျိုးလေးတော်တော်လေးစားလို့ကောင်းပါတယ်ဆိုင်ရှင်ပြောပြချက်ရတော့ထမင်းကျော်မဲကုန်းမောင်ဆန်ကိုအညာဘက်ကနေတကူတကမှာယူထားတယ်လို့ပြောပါတယ်ထမင်းကျော်တစ်ဝဲမှာဆိုရင်အရန်ဟင်းနေတဲ့ချပေးတဲ့အပြင်မြေပဲဆန်ကျော်နဲ့လက်ဖက်ချွန်လေးထည့်ပေးထားတာကလည်းဆိုင်ရှင်ရဲ့စေတနာကိုတွေ့မြင်ရပါတယ်ခင်ဗျာကျွန်တော်ကတော့ကြက်သက်ချက်မြင့်ချမ်းနဲ့35ဘက်တန်ထမင်းကျော်တစ်ဝဲမှာထားပါတယ်ထမင်းကျော်တစ်ဝဲမှာတာနဲ့အရန်ဟင်း3မျိုးဟင်းရည်ငပြာရီကျော်အထုံးမြုပ်အစုံလာချပေးပါတယ်ခင်ဗျာအရန်ဟင်းတွေကတော့တရက်နဲ့တရက်အလဲပြောင်းရှိပါတယ်ငချောက်ဖုတ်လေးကိုပဲစီလေးစိန်ထားတာကလည်းထမင်းကျော်လေးနဲ့စားရတာတော်တော်လေးကိုလိုက်ဖက်ပါတယ်ခင်ဗျာပစုံလျုပ်သီးကျော်လေးကလည်းအဆိုင်ရတာနေတော်လေးနဲ့တော်တော်လေးစားလို့ကောင်းပါတယ်ခင်ဗျာအရန်ချပေးရဲ့ပဲချင်တုပ်လေးကိုတော်တော်လေးကိုကြိုက်ပါတယ်အချင်းအမေကတော့တရက်တလေးပြောင်းလို့ရှိရဲတခါလေဆိုနိုင်မဲ့ချင်တုပ်ချပေးရဲ့တခါလေကျရင်လည်းမကြီးရွက်တုပ်ချပေးပါတယ်ခင်ဗျာပြီးတော့ဒီဆိုင်မှာကအထူးထူးခြားခြားငါးကပိချက်လေးလည်းရပါသေးရဲ့ခင်ဗျာထမင်းပြူလေးနဲ့ဆိုရင်လည်းတော်တော်လေးစားလို့ကောင်းပါပါထမင်းကျော်ကိုအတိုးမျိုးစုံနဲ့ငပြာယူကျော်နဲ့စားရတာကလည်းတော်တော်လေးကိုဂရင်းမိန်ပြီးရတာတွေ့ပါတယ်အဆက်ကြိုက်တဲ့သူတွေအတွက်အရန်ချပေးရဲ့ငုပ်သီးစားထောင်းလေးရလည်းမစိုးဘူးတော်တော်လေးစားလို့ကောင်းတယ်တခြားဝက်ဥချောင်းကျော်ဝက်သားကျော်ကြက်သားကျော်အားပြဲကျောက်ကျော်နဲ့တခြားရွေးချယ်စရာဟင်းအမဲ20ကျော်လောက်ကိုရှိရကြောင်းမန်လေးထမင်းကျော်လက်ရကောင်းကောင်းလေးစားခြင်းနဲ့ဆိုရင်ကံကောင်းမမ်းမြေထမင်းကျော်ဆိုင်လေးကိုသွားစားကြည့်ဖို့ recommend ပေးပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့ကျေးဇူးများတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုလည်း like and share လုပ်ပြီးတော့ကျွန်တော်ကိုကူညီပေးပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုမှာထပ်ပြီးဆုံတွေ့ရအောင်လို့ကျွန်တော်ရဲ့ Facebook TikTok YouTube channel တို့ like and follow လုပ်ထားဖို့မမေ့နဲ့နော်အားလုံးပဲတတ်တာ